ဒီပိုင်းမှာတော့ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာအလုပ်လုပ်တဲ့အထွေထွေဆောက်လုပ်ရေးလုပ်သားတွေတဲ့ဘေးအန္တရာယ်ကင်းရှင်းတဲ့ပတ်သက်တဲ့အခြေခံသဘောတရားပိုင်းတွေကိုမျှဝေပေးသွားပါမယ်ဒီတော့ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာကြည့်လိုက်ရင်အထွေထွေ general labor တွေဟာလုပ်ငန်းခွင်ရဲ့အဓိကကြောရိုးတွေဖြစ်ပါတယ်သူတို့ဟာလုပ်ငန်းခွင်နေရာစုံမှာတွာလာလုပ်ကိုင်နေရတာဖြစ်တဲ့အတွက်ဘေးကင်းရေးစီမင်းစည်းကမ်းတွေကိုလည်းသိရှိနားလည်ထားဖို့အထူးလိုအပ်တဲ့အလုပ်သမားအလွှာဖြစ်ပါတယ်သူတို့ဟာရေဘူးရအားဖြင့်ပစ္စည်းသယ်ယူတဲ့အလုပ်တွေအကူအညီပေးလက်ထောက်ဖြစ်ဝိုင်းဝန်းဆောင်ရွက်ပေးရတဲ့အပိုင်းတွေလုပ်ငန်းခွင်တန်ရှင်းရေးလုပ်ရတဲ့အပိုင်းတွေမှာလည်းနေ့စဉ်ပါဝင်ဆောင်ရွက်နေရတဲ့သူတွေဖြစ်ပါတယ်အထူးသဖြင့်လုပ်ငန်းခွင်မှာနေရာစုံသွားလာပြီးလုပ်နေရတဲ့အတွက်မမျှော်လင့်ထားနိုင်တဲ့အန္တရာယ်တွေနဲ့လည်းအချိန်မရွေးကြုံတွေ့နိုင်တဲ့အနေအထားဖြစ်ပါတယ်ဒါကြောင့်မလို့ကာဝယ်မှုအနေနဲ့စီကံတွေကိုတိကျစွာလိုက်နာပြီးတော့မိမိကိုယ်ကိုယ်နဲ့လုပ်ဖို့ကိုင်ဘက်တွေကိုဘေးကင်းအောင်ဂရုစိုက်ဖို့ကာဝယ်ဖို့လည်းဒါအရေးကြီးတဲ့အနေအထားဖြစ်ပါတယ်ဒီတော့လုပ်ငန်းခွင်မှာအဓိကတွေ့နိုင်တဲ့အန္တရာယ်အမျိုးအစားတွေကဆောက်လုပ်ရေးလုပ်ငန်းခွင်အထွေထွေလုပ်သားတွေအတွက်ဘာတွေရှိသလဲနံပါတ်1အချက်ကတော့ချော်လဲခြင်းခလုတ်တိုက်ခြင်းဖြစ်ပါတယ်ဒီအန္တရာယ်ဟာအတွေ့အများတဲ့အန္တရာယ်တစ်ခုဖြစ်ပါတယ်အထူးသဖြင့်မြေပြင်အလုပ်လုပ်တဲ့ကြမ်းပြင်မညီညာတဲ့အနေအထားတွေပစ္စည်းတွေအမိုက်သရိုက်တွေရှုပ်ပွားနေတဲ့အနေအထားတွေနဲ့ရေဆိုနေတဲ့လုပ်ငန်းဝင်ပတ်ဝန်းကျင်တွေမှာအလုပ်လုပ်ကြတဲ့အခါမျိုးမှာချော်လဲနိုင်တဲ့ခလုတ်တိုက်နိုင်တဲ့အန္တရာယ်ကိုအလုပ်သမားတွေအနေနဲ့ကြုံတွေ့နိုင်ပါတယ်ဒုတိယအန္တရာယ်အမျိုးအစားတစ်ခုကတော့ပစ္စည်းတွေနဲ့ထိခိုက်မိနိုင်တဲ့အန္တရာယ်ဖြစ်ပါတယ်ရေဘူးရာအဖြစ်လုပ်ငန်းခွင်ထဲမှာတွာလာနေတဲ့မော်တော်ယာဉ်နဲ့စက်ယန္တရားတွေဂရိန်းတွေနောက်အပေါ်အားတွေပြီးတော့ပြုတ်ကျလာနိုင်တဲ့ပစ္စည်းတွေရဲ့အန္တရာယ်တွေနဲ့ထိခိုက်မိနိုင်တဲ့အနေအထားတွေဟာလုပ်ငန်းခွင်ထဲမှာအတွေ့အများတဲ့အန္တရာယ်အမျိုးအစားတွေဖြစ်ပါတယ်ဒါကဒုတိယအားဖြင့်ဒီဆောက်လုပ်ရေးလုပ်ငန်းဝင်လုပ်သားတွေကိုထိခိုက်မှုဖြစ်နိုင်တဲ့အနေအထားတွေဖြစ်ပါတယ်အန္တရာယ်အမျိုးအစားဖြစ်ပါတယ်တတိယအန္တရာယ်အမျိုးအစားကတော့ပစ္စည်းအလေးများကိုစနစ်မကျတဲ့ပုံစံနဲ့မှားတဲ့အပိုင်းဖြစ်ပါတယ်အဲ့တော့စနစ်မကျတဲ့အနေအထားနဲ့ပစ္စည်းတွေကိုမှားရတဲ့အခါမျိုးမှာအားလုံးသိတဲ့အတိုင်းပါပဲခါနာတဲ့အပိုင်းတွေကြွက်သားတန်ဖြစ်တဲ့အပိုင်းတွေအယိုးအစစ်အကျော်ကြွက်သားနော်ထိခိုက်ဒဏ်ရာရပြီးတော့ရေရှည်ကျန်းမာရေးကိုထိခိုက်နိုင်တဲ့အနေအထားမျိုးတွေကိုကျွန်တော်တို့ကြုံတွေ့နိုင်ပါတယ်ဒါကြောင့်မလို့ဒီအန်ရီတွေဟာဆောက်လုပ်ရေးလုပ်ငန်းခွင်မှာအလုပ်လုပ်တဲ့ general labor တွေအထူးထူးလုပ်သားတွေအနေနဲ့သတိထားရမယ်လုပ်ငန်းဝင်ကြီးကြပ်သူတွေအနေနဲ့လည်းသတိထားပြီးတော့ဒါကြီးကြပ်ကမယ်အန္တရာယ်တွေဖြစ်ပါတယ်အန္တရာယ်အမျိုးအစားတွေဖြစ်ပါတယ်နောက်ထပ်ကျွန်တော်တို့အတွေ့အများတဲ့အန္တရာယ်အမျိုးအစားတွေကတော့လျှက်စစ်အန္တရာယ်ဖြစ်ပါတယ်နော်လျှက်စစ်အန္တရာယ်ဖြစ်ပါတယ်လျှက်စစ်အန္တရာယ်ဟာအတွေ့အများတဲ့အန္တရာယ်အမျိုးအစားတစ်ခုဖြစ်တယ်ဟောင်းနှွမ်းနေတဲ့ဝါယာကြိုးတွေယာယီမီးကြိုးတွေကိုသတိထားဖို့လိုပါတယ်အထူးသဖြင့်ရေဆိုးနေတဲ့အနေအထားမျိုးတွေမှာလက်နဲ့ကင်တွယ်မိရင်လျှက်စစ်ကြိုး leakage ဖြစ်နေတဲ့အနေအထားမျိုးတွေမှာကင်တွယ်အလုပ်လုပ်မိရင်ဒါဟာပြင်းထန်တဲ့အသက်အန္တရာယ်အထိထိခိုက်နိုင်တဲ့လျှက်စစ်အန္တရာယ်ဖြစ်ပွားစေနိုင်ပါတယ်နောက်ဒုတိယအန္တရာယ်အမျိုးအစားတစ်ခုကတော့စက္ကရိယာအန္တရာယ်ဖြစ်ပါတယ်မကျွမ်းကျင်ပဲကင်တွယ်အလုံးမလုံးမိဖို့အရေးကြီးပါတယ်ကြောက်ဆက်တွေလွှားဆက်တွေကိုမကျွမ်းကျင်ပဲနဲ့ကင်တွယ်ခြင်းမပြုလုပ်ရပါဘူးအကာအကွယ်မပါတဲ့ဆက်တွေကိုအထူးသဖြင့်အသုံးမပြုသင့်ပါဘူးအကာအကွယ်မပါတဲ့ဆက်တွေကိုအသုံးပြုမိရင်ထိခိုက်ဒဏ်ရာရမှုပြင်းထန်တဲ့အနာတရဖြစ်စဉ်တွေဖြစ်ပွားနိုင်ပါတယ်နောက်တစ်ခုကတော့ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာအတွေ့အများတဲ့အန္တရာယ်အမျိုးအစားဖြစ်စဉ်တစ်ခုဖြစ်ပါတယ်ဒါကတော့ရာသီဥတုအန္တရာယ်ဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့ဆောက်လုပ်ရေးလုပ်ငန်းခွင်ဟာအားလုံးသိတဲ့အတိုင်းပါပဲဒီနေပူကျဲခြင်းမှာအလုပ်လုပ်ကြတာဖြစ်တဲ့အတွက်ရေဓာတ်ခမ်းခြောက်ခြင်းဖြစ်ပွားပြီးတော့မူးမေလဲကျနိုင်တဲ့အနေရှိပါတယ်ပူရှက်ခြင်း heat stroke ဖြစ်ပွားနိုင်တဲ့အနေအထားတွေရှိပါတယ်ဒါကြောင့်မလို့နေပူထဲမှာအလုပ်လုပ်ရတာဖြစ်တဲ့အတွက်ရေဓာတ်ခမ်းခြောက်ပြီးတော့မူးမေလဲကျတဲ့အန္တရာယ်ဖြစ်နိုင်တယ်ဒါကြောင့်မလို့အဓိကကြားတဲ့သတိထားရမယ့်အချက်ကတော့ရေများများတောက်ရန်အထူးလိုအပ်ပါတယ်ဒါတွေကတော့ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာအလုပ်လုပ်တဲ့လုပ်သားတွေအနေနဲ့အခြေခံသတိထားရမယ့်ချက်တွေဖြစ်ပါတယ်နောက်ထပ်ဒီမှာထပ်ပြီးတော့
ဝေမျှခြင်းနဲ့ပိုင်းတစ်ပိုင်းကတော့လုပ်ငန်းခွင်မှာမဖြစ်မနေဝတ်ဆင်ရမယ်ခန္ဓာကိုယ်အကာအကွယ်ပြုပစ္စည်းတစားပလာတွေ PPE ဖြစ်ပါတယ်အင်္ဂလိပ်လိုကတော့ဒါ personal protective equipment လို့ပြောပါတယ်အဲ့တော့အထူးသဖြင့်ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာအလုပ်လုပ်တဲ့အခါမှာဒီမှာဖော်ပြထားတဲ့ PPE အမျိုးအစားတွေကိုဝတ်ဆင်အသုံးပြုဖို့လိုအပ်ပါတယ်နံပါတ်1အမျိုးအစားကတော့ဒါအားလုံးသိတဲ့အတိုင်းပါပဲ safety helmet ဖြစ်ပါတယ်ခေါင်းကိုထိခိုက်မှုမရှိအောင်ကာကွယ်ဖို့အတွက်အသုံးပြုတာဖြစ်ပါတယ်နော်အပေါ်ကပစ္စည်းတွေပြုတ်ကျလာတဲ့အခါမျိုးမှာ safety helmet ဝတ်စားထားတဲ့အတွက်ဝတ်ဆင်ထားတဲ့အတွက်ထိခိုက်ဒဏ်ရာရမှုတွေဒါရောနေသက်သာစေတယ်ဒီတိုင်းပါပဲအဝေးမှာမြင်သာစေဖို့စက်ကရိယာတွေစရန်နေရာတွေနဲ့မထိခိုက်မိစေဖို့အတွက်အလင်းပြန်အင်ကြီးဒါဝတ်ဆင်ထားဖို့လိုပါတယ်ကြောင်ပြန်ပြားဝတ်ဆင်ထားခြင်းဟာအဝေးကမြင်သာစေတဲ့အတွက်ဒီစရန်နေရာတွေနဲ့လူငယ်ထိခိုက်ဒဏ်ရာရမှုမဖြစ်အောင်အခြားထိခိုက်ဒဏ်ရာရမှုတွေမဖြစ်အောင်ရှောင်ကျဉ်နိုင်မှာဖြစ်ပါတယ်နောက်တတိယတစ်ချက်ကတော့ safety shoe ဖြစ်ပါတယ်ဘေးကင်းရေးဖိနပ်ဖြစ်ပါတယ်အဲ့တော့ဆောက်လုပ်ရေးလုပ်ငန်းခွင်အားလုံးသိထားတဲ့အတိုင်းပါပဲတန်ဆူးခြင်းနဲ့ပစ္စည်းပြီးခြင်းလိုအန္တရာယ်တွေရှိနိုင်တယ်ခြေောက်ပေါ်ကိုခဲပြုတ်ကြတာမျိုးလိုအန္တရာယ်မျိုးတွေရှိနိုင်ပါတယ်ဒါကြောင့်မလို့ဒါကိုကာကွယ်ဖို့အတွက်ဘေးကင်းရေးဖိနပ်ပေါ့နော် safety shoe ဝတ်ဆင်အသုံးပြုဖို့လိုအပ်ပါတယ်ညဖိနပ်လုံးဝမစီးရပါဘူးဆောက်လုပ်ရေးလုပ်ငန်းခွင်ကတော့ညဖိနပ်လုံးဝမစီးသင့်တဲ့မစီးရတဲ့လုပ်ငန်းဝင်ဖြစ်ပါတယ်နောက်တစ်ခုကတော့ဘေးကင်းရေးလက်အိတ်ဖြစ်ပါတယ်ဒါကတော့အလုပ်မျိုးစားနဲ့ကိုင်းနေတဲ့လက်အိတ်မျိုးစားဝတ်ဆင်ဖို့လိုပါတယ်အဲတော့ဆောက်လုပ်ရေးလုပ်ငန်းဝင်ဖြစ်တဲ့အတွက်ဘေးဆက်လုပ်သားတွေရှိမယ်လျှက်စစ်လုပ်သားတွေရှိမယ်တခြားလုပ်သားအမျိုးစားတွေမျိုးစုံရှိနိုင်တယ်เนาะအဲ့တော့ဒီကိုလုပ်တဲ့အလုပ်မျိုးစားနဲ့ကိုင်းနေတဲ့လက်အိတ်ကိုဝတ်ဆင်ဖို့လိုတယ်နောက်တစ်ခုကတော့မျက်မှန်နဲ့ mask ဖြစ်ပါတယ်အုံထူတဲ့နေရာတွေမှုံမွားတွေဆင်နိုင်တဲ့နေရာမျိုးတွေမှာမျက်မှန်နဲ့ဒီ mask ကိုသက်ရှူလမ်းကြောင်းအကာအကွယ်အတွက် mask ကိုဝတ်ဆင်ဖို့လိုပါတယ်။ဆိုညံတန်များတဲ့နေရာတွေဆိုရင်ကျွန်တော်တို့ဒီ ear plug ကိုလည်းဝတ်ဆင်ဖို့လိုပါတယ်။ဒါမှသာဒီမျက်လုံးရဲ့နားမှာဖြစ်နိုင်တဲ့သက်ရှူလမ်းကြောင်းဆိုင်ရာမှာဖြစ်လာနိုင်မဲ့အန္တရာယ်တွေကိုချိုးတင်ကာကွယ်နိုင်မှာဖြစ်ပါတယ်။ဒါကတော့ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာအခြေခံအားဖြင့်ဝတ်ဆင်ရမယ့် PPE အကာအကွယ်ပစ္စည်းအမျိုးအစားတွေဖြစ်ပါတယ်ဒီတော့ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာလုပ်တော့မယ်ဆိုရင်အထူးတွေလုပ်သားတွေပါဝင်အားလုံးစိတ်ထဲမှာခံထားမယ့်ချက်ကတော့ဘေးကင်းရေးဟာသင်ရဲ့တာဝန်ဖြစ်တယ်ဆိုတဲ့အချက်ဖြစ်ပါတယ်ဒီတော့ဆောင်ရံအနေနဲ့ဘယ်လိုအချက်တွေရှိမလဲနံပါတ်1အချက်ကတော့အထက်လူကြီးလုပ်ငန်းကိုကြီးကြပ်သူရဲ့ခေါင်းဆောင်ရဲ့ညွှန်ကြားချက်ကိုအမြဲလိုက်နာဖို့လိုပါတယ်အဲ့တော့ site ရဲ့ instruction တွေကိုစီမင်းစည်းကမ်းတွေကိုလိုက်နာဖို့လိုပါတယ်နောက်တစ်ချက်ကတော့လုပ်ငန်းဝင်နေရာကိုဖြစ်နိုင်ရင်အမြဲတန်ရှင်းတက်ရစွာထားဖို့လိုပါတယ်ဒါကအင်မတန်အရေးကြီးပါတယ်เนาะမဖြစ်မနေဆောင်ရွက်တဲ့အပိုင်းဖြစ်ပါတယ်เนาะမြန်မာနိုင်ငံမှာကြည့်လိုက်ရင်များသောအားဖြင့်ဆောက်လုပ်ရေး site တွေအနေထားပြီးတန်ရှင်းတက်ရမှုအားနေပါတယ်အဲ့တော့တန်ရှင်းတက်ရစွာထားခြင်းဟာလုပ်ငန်းဝင်ဘေးကင်းရေးကိုဒါပို့ပြီးတော့ promote လုပ်နိုင်ပါတယ်မြင့်တင်နိုင်ပါတယ်နောက်တစ်ခုကတော့ပစ္စည်းမတဲ့နေရာမှာခါးကုန်ပြီးမတာမျိုးတဲ့စနစ်တကျခါးကိုမတ်မတ်ထားပြီးခြေထောက်အားကိုသုံးပြုပြီးတော့မဖို့လိုပါတယ်ဒါဟာခါနာတဲ့အန္တရာယ်ကြွက်သားတံဖြစ်တဲ့အန္တရာယ်တွေကိုကာဝယ်နိုင်ပါတယ်နောက်တစ်ချက်ကတော့အန္တရာယ်ရှိတဲ့အခြေအနေမျိုးတွေ့ခဲ့ရင်ချက်ချင်းသတင်းပို့ဖို့လိုပါတယ်နော်အဲ့တော့အန္တရာယ်ဖြစ်နိုင်တဲ့နေရာအန္တရာယ်ရှိတဲ့အခြေအနေကြုံတွေ့လာပြီဆိုရင်အထက်လူကြီး supervisor လုပ်ငန်းချက် workshop ကိုချက်ချင်းသတင်းပို့ဖို့လိုပါတယ်နောက်ဆုံးတစ်ခုကတော့ညီပူချဲထဲမှာ site ထဲမှာလုပ်တဲ့အခါမှာရေဓာတ်ခန်းချောင်းမှုမဖြစ်အောင်ရေများတက်နိုင်တွေတောက်ဖို့လိုပါတယ်ဒီလိုမျိုးဆောင်ရွက်ချက်တွေကိုဆောင်ရွက်ခြင်းအဖြစ်လုပ်ငန်းခွင်မှာဘေးရန်ရဲ့ကင်းရှင်းရေးကိုကြိုတင်ပြီးတော့ဒီဖန်တီးနိုင်မှာဖြစ်ပါတယ်ဘေးရန်ရဲ့ဖြစ်တဲ့အနေအထားတွေကိုလည်းကြိုတင်ရှောင်ရှားနိုင်မှာဖြစ်ပါတယ်နောက်တစ်ချက်ကတော့ဆောင်ရွက်ချက်တွေပြီးတဲ့နောက်မှာအခုပေါ်ပြထားတဲ့ချက်တွေကတော့ဒါရှောင်ရံအချက်တွေဖြစ်ပါတယ်အဲ့တော့ရှောင်ရံချက်တွေကတော့ခွင့်ပြုချက်မရဘဲနဲ့ဒီကန့်သတ်ထားတဲ့မဝင်ရလို့ကန့်သတ်ထားတဲ့ area တွေကိုမဝင်ဖို့ဖြစ်ပါတယ်เนาะအဲ့တော့ကန့်သတ်ထားတဲ့နေမြေတွေကန့်သတ်ထားတဲ့အပိုင်းတွေကိုဝင်ချင်းနေတာအန္တရာယ်ဖြစ်နိုင်ပါတယ်နောက်တစ်ခုကတော့ကရိန်းတွေမနေတဲ့အနေအထားမျိုးတွေမှာကရိန်းနဲ့မနေတဲ့ပစ္စည်းတွေအောက်ကတွေဖြတ်မလျှောက်ဖို့ဖြစ်ပါတယ်ဒါလည်းအန္တရာယ်များတဲ့အတွက်
ရှောင်ရှားရမယ့်အချက်ဖြစ်ပါတယ်နောက်တစ်ခုကတော့မိမိတာဝန်မဟုတ်တဲ့စက်ကရိယာတွေကိုမကင်တွယ်ဖို့ဖြစ်ပါတယ်မိမိတာဝန်မဟုတ်တဲ့စက်ကရိယာတွေစက်ပစ္စည်းတွေမကျွမ်းကျင်တဲ့အပိုင်းတွေကိုတွားပြီးတော့ကင်တွယ်ဆောင်ရွက်မှုမလုပ်ဖို့လိုပါတယ်နောက်တစ်ခုကတော့လုပ်ငန်းခွင်အတွင်းမှာစော်ကစားတာတွေနောက်ပြောင်တာတွေတယောက်နဲ့တယောက်စနောက်တာမျိုးတွေဂမှုရှုလို့ပြေးသွားတာမျိုးတွေမလုပ်ဖို့လိုပါတယ်ဒါကလည်းအန္တရာယ်ဖြစ်စေတဲ့အချက်ဖြစ်ပါတယ်အထူးသဖြင့်စက်ကရိယာတွေကိုကင်တွယ်ပြီးတော့ဥမာအဖြစ်ကြောက်ဆက်တို့ dre တို့ကိုကင်တွယ်ပြီးတယောက်နဲ့တယောက်စတာနောက်တာမျိုးတွေဟာမလုပ်သင့်ပါဘူးနောက်ဆုံးတစ်ချက်ကတော့လုံးဝတားမြစ်ထားတဲ့အချက်ဖြစ်ပါတယ်အရက်သေးစားတောက်စားပြီးအလုပ်မလုပ်ဖို့ဖြစ်ပါတယ်အရက်သေးစားတောက်စားပြီးအလုပ်လုပ်နေဆိုရင်လုပ်ငန်းဝင်ထိခိုက်ခံရမှုသည်ဒါအများကြီးဖြစ်နိုင်ခြေပို့ပြီးတော့နီးစပ်သွားတဲ့အနေအထားမျိုးရှိလာနိုင်ပါတယ်ဒါကြောင့်မို့ဒီချက်တွေဟာထွေထွေလုပ်သားတွေဆောက်လုပ်ရေးလုပ်ငန်းခွင်မှာအလုပ်လုပ်တဲ့လုပ်သားတွေအတွက်အဓိကရှောင်ကျဉ်ရမယ့်အချက်တွေဖြစ်ပါတယ်ဒီတော့ကျွန်တော်တို့အနေနဲ့ဆောင်ရန်အချက်တွေလည်းပြောခဲ့ပြီးသွားပြီရှောင်ရန်အချက်တွေလည်းကျွန်တော်တို့လေ့လာပြီးသွားခဲ့ပါပြီဒီတော့ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာအလုပ်လုပ်တဲ့အခါမှာဖြစ်ပွားတတ်တဲ့အနေအထားတွေသင်ခန်းစာယူသင့်တဲ့ဖြစ်ရမယ်ဖြစ်ရည်များစွာရှိခဲ့ပူပါတယ်နော်အဲ့တော့များစွာဖြင့်ဒီဖြစ်ပွားခဲ့တဲ့ဆောက်လုပ်ရေးလုပ်ငန်းဝင်ဒီထိခိုက်ဒဏ်ရာရမှုတွေကိုနိုင်ငံတကာမှာချိလိုက်ရင်စောစောကပြောခဲ့တဲ့နမူနာထဲမှာပါတဲ့ဒီကရိန်းမချီထားတဲ့အောက်မှာဖြတ်ရှောင်မိတဲ့အတွက်ပစ္စည်းပြုတ်ကျပြီးတော့ထိခိုက်တဲ့ case တွေဟာလည်းဒီမကြာခဏတွေ့ရတဲ့အနေအထားတွေဖြစ်ပါတယ်နော်အဲ့တော့လုပ်သားတွေအနေနဲ့ကရိန်းနဲ့ပစ္စည်းမနေတဲ့နားတွေမှာအလုပ်လုပ်နေတဲ့အခါမှာသတိထားဖို့လိုတယ်မထားတဲ့ပစ္စည်းအောက်ကတွေဖြတ်လျှောက်ထားမျိုးမလုပ်ဖို့လိုပါတယ်ပြုတ်ကျပြီးတော့ပစ္စည်းပြုတ်ကျတဲ့အခါမှာအောက်ကလူကိုထိခိုက်ပြီးတော့ဒဏ်ရာအပြင်းထန်ရရှိသွားတာမျိုးဖြစ်ပွားနိုင်ပါတယ်ဒါကြောင့်မလို့ဒီအလုပ်သမားတွေအနေနဲ့တတိချာချာခေါင်းထဲမှာမှတ်ယူထားရမယ့်အချက်ကအန္တရာယ်ရှိနေမည်လို့သတ်မှတ်ထားတဲ့တားမြစ်ကန့်သတ်ထားတဲ့နေရာတွေကိုမဝင်မိဖို့လိုပါတယ်နော်အန္တရာယ်ရှိတဲ့ဆိုတော့ဒီ crane operation လုပ်နေတဲ့ area ကိုဝင်ရောက်မိရင်လည်းပတ်ဝန်းကျင်ကိုအထူးသတိထားဖို့လိုပါတယ်ပတ်ဝန်းကျင်ကိုသတိမထားမိဘူးအမှုမဲ့အမှတ်မဲ့အလုပ်လုပ်မယ်ဆိုရင်ကြီးစွာသောထိခိုက်ဒဏ်ရာရမှုနဲ့ကြုံနိုင်ပါတယ်ဒါကြောင့်မလို့အပေါ်မှာပစ္စည်းမနေတဲ့အချိန်မျိုးမှာအောက်မှာဖြတ်မလျှောက်ပါနဲ့လုပ်ငန်းခွင်မှာအမြဲတမ်းသတိရှိပါလို့ကျွန်တော်တို့ပြောချင်ပါတယ်ဒါကြောင့်မလို့ဒီအပိုင်းမှာနောက်ဆုံးပြောချင်တဲ့အပိုင်းကတော့ဘေးကင်းမှုသည်အရေးကြီးဆုံးဖြစ်တယ်ဆိုတဲ့စကားလေးကိုကျွန်တော်တို့ဒါလက်ဆင့်ကမ်းချင်ပါတယ်ဒါကြောင့်မလို့ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာအလုပ်လုပ်တဲ့အခါမှာထွေထွေလုပ်သားတွေအခြေခံလုပ်သားတွေအနေနဲ့ခန္ဓာကိုယ်အကာအကွယ်ပြုဝတ်စားဆင်ရင်မှု PPE တွေကိုအပြည့်စုံဝတ်ဆင်ပါလုပ်ငန်းခွင်မှာထုတ်ပြန်ထားတဲ့ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာညွှန်ကြားချက်တွေစည်းကမ်းချက်တွေကိုအပြည့်အဝလိုက်နာပါအရေးကြီးဆုံးချက်ကတော့အမြဲတမ်းညှိုးကြားသတိရှိပါစည်းကမ်းလိုက်နာတဲ့အတွက်ဘေးကင်းရေးဆိုင်ရာစီမင်းစည်းကမ်းတွေကိုလိုက်နာတဲ့အတွက်ကျွန်တော်တို့ဟာမတော်တဆဖြစ်မှုတွေကိုကြိုတင်ကာကွယ်နိုင်မှာဖြစ်ပါတယ်ဒါကြောင့်မလို့လုပ်ငန်းခွင်မှာအလုပ်လုပ်မဲ့ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာအလုပ်လုပ်မဲ့လုပ်သားတွေထွေထွေလုပ်သားတွေအနေနဲ့ခေါင်းထဲမှာအမြဲတမ်းထားရမယ့်ချက်ကတော့အလုပ်ခွင်အဝင်မှာဘေးကင်းပါစေလုပ်ငန်းခွင်စဝင်တဲ့အချိန်ကစပြီးတော့လုပ်ငန်းခွင်မှာအလုပ်ပြီးဆုံးလို့အိမ်ပြန်ရောက်တဲ့အထိဘေးကင်းဖို့လိုအပ်ပါတယ်ဒါဟာအရေးကြီးဆုံးအချက်ဖြစ်ပါတယ်နော်ဘာကြောင့်လဲဆိုတော့သင်ရဲ့ဘေးကင်းမှုသင်ရဲ့သက်ရှင်မှုဟာသင်မိသားစုရဲ့ရှင်သန်ရပ်တည်မှုစာဝင်နေရေးဖြစ်ပါတယ်ဒါကြောင့်မလို့အလုပ်ခွင်အစဆုံးဘေးကင်းအောင်ဂရုစိုက်ပါအခုပြောခဲ့တဲ့ဆောင်ရန်ရှောင်ရန်အချက်တွေကိုလည်းလုပ်ငန်းခွင်မှာအတိအကျလိုက်နာပါလို့ပြောချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်